ကဘာဘောကအလှပဆုံးတော်များတဘာဝတရားကြီးဟာအံ့ဩမကုန်နိုင်စရာကောင်းတဲ့ပကြီးစရာတအုပ်နဲ့တူပါတယ်။ကဘာမျိုးပေါ်မှာရှင်သန်နေကြတဲ့တက်ရှိထင်ရှားတော်တွေဟာပုံစံအမျိုးမျိုးအယောင်သွေးပုံနဲ့ကဘာကြီးကိုအလားဆင်နေကြတာပါ။တချို့ကတောက်ပတဲ့အမွှေးအတောင်တွေနဲ့မျက်စိပရာသဖြစ်စေသလိုတချို့ကလည်းကြော်ရှင်းတဲ့ကိုဟန်တွေနဲ့ဆွဲဆောင်မှုရှိလာပါတယ်။အခုတင်ပြမယ့်တော်တွေဟာတဘာဝတရားကဖန်တီးပေးထားတဲ့အနုပညာလက်ရမှုတွေဖြစ်ပြီးသူတို့ကိုမြင်လိုက်ရုံနဲ့စိတ်နှလုံးကိုကြည်နူးစေမှာသိကြပါပဲ။ကဲအစီအစဉ်လေးမစခင်မှာ channel ကို subscribe လုပ်ပြီးနောက်ကခေါင်းလောင်းလေးကိုနှိပ်ထားပြီးခဲ့ပါဦးဗျ။ထုံးစံတိုင်း show time speak ကနေတင်ဆက်နေပါတယ်။စဉ်းစားဖြစ်ရင်စလိုက်အောင်ပါနံပါတ်10 RB မြင်းတရဝါဒီထဲမှာခန္ဓာကိုယ်တိဆောက်ပုံအချိုးအစားအကြဆုံးနဲ့စမတ်အကြဆုံးလို့သတ်မှတ်ခံထားရပါတယ်သူတို့ရဲ့နူးညံ့တဲ့အသားရည်ရှည်လျားတဲ့လေဆံမွေးနဲ့မြင်မာတဲ့အမိအနေထားဟာဂုံတီရှိတဲ့အလှကိုပိတ်ဆွမ်းနေပါတယ်ဒီတရဝါဒီဟာသူတို့ရဲ့သဘာဝပေါင်းရင်မှာအလှပဆုံးတည်ရှိနေကြတာဖြစ်ပါတယ် RB မြင်းတွေဟာကမ္ဘာပေါ်မှာအရှိအကြဆုံးနဲ့အလှပဆုံးမြင်းမျိုးစိတ်တွေတဲကတစ်ခုအဖြစ်သတ်မှတ်ခံထားရပါတယ်သူတို့ရဲ့ထူးခြားပြန်မြောက်လာတဲ့အလှတရားဟာသူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာတိဆောက်ပုံမှာအထင်ရှားတွေ့မြင်နိုင်ပါတယ် RB မြင်းတွေရဲ့အသီးသားဆုံးအလှကတော့သူတို့ရဲ့ခေါင်းပုံစံမှာမျက်နှာဟာအလဲမှာအနှဲငယ်ကြံဝင်းနေတဲ့ dish face ပုံစံရှိပြီးဒါဟာသူတို့ကိုတခြားမြင့်နေနဲ့မတူပဲပိုပြီးကြော်ရှင်းစေပါတယ်မျက်လုံးတွေကကြီးမားပြီးတောက်ပကငြိမ်ထက်မြက်တဲ့အရေးအယောင်ကိုပြသနေသလိုငရွက်တွေကလည်းသေးငယ်ပြီးချွချွန်လေးနဲ့အတွင်းဘက်ကိုအနှဲငယ်ကွေးဝင်နေတတ်ပါတယ်သူတို့ရဲ့လေတိုင်းဟာရှည်လျားပြီးလှပတဲ့အကွေးအညွတ်တွေရှိပါတယ်ပခုံးနဲ့ဆက်သွယ်ထားတဲ့နေရာမှာအချိုးအစားကျနာတဲ့အတွက်မြင်းစည်းသူဒါမှမဟုတ်ကြည့်ရှုသူအတွက်အလွန်ပင်ကြော်ရှင်းတဲ့ပုံရိပ်ကိုပြီးစွမ်းနေပါတယ် RB မြင်းတွေဟာလမ်းလျှောက်တဲ့အခါဒါမှမဟုတ်ပြေးလွှားတဲ့အခါမှာသူတို့ရဲ့အမိကိုမြောက်ပြီးထောင်ထားတတ်ကြပါတယ်ဒါဟာ RB မြင်းတွေရဲ့ဂုဏ်ယူဝင်ကြွားမှုနဲ့ခွန်အားကိုဖော်ပြနေတဲ့အမှတ်အသားတစ်ခုပါတခြားမြင်းတွေနဲ့မတူတာကသူတို့မှာကြောရိုးစစ်နေပါတာကြောင့်အမိဟာပိုပြီးမြင့်မြင့်မားမားလှပစွာတည်ရှိနေတာဖြစ်ပါတယ်သူတို့ရဲ့ခန္ဓာကိုယ်ဟာကြစ်လက်ပြီးတာမာပါတယ်ကြောပြင်ကတူတူနဲ့ကြက်ခိုင်တဲ့အတွက်ခရီးဝေးတွားလာရမှာခန္ဓာရည်ရှိသလိုအရေပြားကပါလွာပြီးနူးညံ့တာကြောင့်အရေပြားအောက်မှာကြွက်သားအဖုအထစ်တွေနဲ့သွေးကြောလေးတွေကိုပါမြင်ရနိုင်တဲ့အထိအနုစိတ်လာပါတယ် RB မြင်းတွေလမ်းလျှောက်တာဒါမှမဟုတ်ဒုံဆိုင်ပြေးတာကိုကျင်လေထဲမှာပြန်ဝဲနေသလိုမျိုးပေါ့ပေါ့ပါတွက်လက်ပါတယ်သူတို့ရဲ့ခြေလမ်းတွေကကြော်ရှင်းပြီးစီးကျက်ကြတဲ့အတွက်မြင်ရသူတန်းကိုဆွဲမှတ်စေပါတယ် RB မြင်းတွေဟာကဲခန္ဓာရထဲမှာနေထိုင်ခဲ့တဲ့မျိုးနွယ်တွေဖြစ်လို့နှာခေါင်းပေါက်ကအလွန်ကျယ်လွန်းပါတယ်ဒါဟာသူတို့ပြေးလွှားရမှာလေကိုများများရှူသွင်းနိုင်မှုဖြစ်သလိုအဲ့ဒီကျယ်ပြန့်တဲ့နှာခေါင်းပေါက်တွေကလည်းသူတို့ရဲ့ရဲရင်တဲ့ပုံစံကိုပုံမပေါ်လွင်စေပါတယ်ဒီချက်တွေကြောင့်ပဲ RB မြင်းတွေကိုတဲခန္ဓာရရဲ့ယတနာလို့တင်စားခေါ်ကြတာဖြစ်ပါတယ်နံပါတ်9 Red Pandaချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့နီညိုရောင်အမွှေးတူလေးတွေကြောင့်လူရှိလူခင်များပါတယ်သူတို့ရဲ့ထူထဲပြီးအကွင်းနဲ့အကြောင်ပါတဲ့အမီးကြီးတွေကသူတို့ရဲ့အလှကိုပိုပေါ်လင်းစေပါတယ်အနီရောင်ပန်နာဟာကဘာပေါ်မှာအလှပဆုံးနဲ့ချစ်စရာအကောင်းဆုံးတတော်ဝါလေးတွေတကောင်ဖြစ်ပါတယ်ရက်ပန်နာရဲ့အထူးခြားဆုံးအလှကတော့သူတို့ရဲ့အမီနဲ့လိုက်အောင်တောက်ပတဲ့နီညိုရောင်ဒါမှမဟုတ်တန်ကြီးအောင်ရှိတဲ့အမွှေးတူလေးတွေပဲဖြစ်ပါတယ်ဒီရောင်ဟာတစ်ပင်ပေါ်မှာရင်းကြီးတွေတစ်ခွတွေနဲ့ရောနှောနေတဲ့အခါသူတို့ကိုတဘာဝအတိုင်းပုံကွယ်နိုင်အောင်ကူညီပေးသလိုမြင်ရသူအဖို့လည်းအရန်ကိုမျက်စိပရာသားဖြစ်စေပါတယ်သူတို့ရဲ့မျက်နှာလေးဟာရကုန်းလေးနဲ့လည်းဆင်တူပါတယ်မျက်လုံးတစ်ဝိုက်ပါးနဲ့မျက်နှာနားမှာအဖြူရောင်အမွှေးအဆက်အပြောက်လေးတွေပါရှိတာကြောင့်မျက်နှာလေးကိုပိုပြီးပေါ်လွင်စေပါတယ်မျက်လုံးကနေပါးစပ်အထိတွဲဆင်းသွားတဲ့နီညိုရောင်အဆင်းကြောင်းလေးတွေဟာသူတို့ရဲ့မျက်နှာကိုပိုပြီးထူးခြားတဲ့အလှတရားဖြစ်စေပါတယ်အဖြူရောင်အမွှေးလေးတွေဖုံးအုပ်ထားတဲ့တရိကန်ပုံစံလေးရွက်လေးကသူတို့ရဲ့ချစ်စရာကောင်းမှုကိုပိုတိုးစေပါတယ်ရက်ပန်နာတွေရဲ့အမိဟာခန္ဓာကိုယ်နီးပါးရှိလျားပါတယ်အမိမှာနီညိုရောင်နဲ့အဝါနှုတ်ရောင်အကွင်းလက်အဆင်းလေးတွေပါရှိတာကြောင့်အရန်ကိုလှပပါတယ်ဒီအမိပွားကြီးတွေဟာတစ်ပင်တက်တဲ့အခါထမ်းချက်ကိုထိမ့်မေးုံနဲ့မကပဲအေးတဲ့အခါမှာခန္ဓာကိုယ်ကိုစောင်းလိုမျိုးပတ်ထားပြီးနှွေးထွေးအောင်လုပ်ရမှာလည်းအသုံးပြုပါတယ်ကြောပြင်မှာတောက်ပတဲ့အနီရောင်ရှိပေမဲ့သူတို့ရဲ့ပိုက်သားနဲ့ခြေထောက်တွေကတော့အနက်ရောင်ရှိပါတယ်ဒီလိုအရောင်နှမျိုးရဲ့ပြတ်သားတဲ့ကွာခြားမှုဟာရက်ပန်နာကိုတခြားတရဝါတွေထပ်ပိုပြီးထင်ရှားပေါ်လွင်စေပါတယ်သူတို့ဟာတစ်ပင်တက်ကျွမ်းကျင်တဲ့အတွက်တစ်ကိုင်းလေးတွေမှာလဲလျောက်တဲ့ပုံစံဒါမှမဟုတ်ဝါရွက်လေးတွေကိုလက်ကလေးနဲ့ကင်ထားတဲ့ပုံစံတွေဟာတဘာဝရဲ့အနုပညာတစ်ခုလိုလှပနေတတ်ပါတယ်ရက်ပန်နာတွေဟာသူတို့ရဲ့တောက်ပတဲ့အရောင်အသွေးပေါ့ရောင်ရောင်ရှိတဲ့အမွှေးအမြင်နဲ့အပြည့်ကင်းစင်တဲ့မျက်နှာလေးတွေကြောင့်တောအုပ်ရဲ့ယတနာလေးတွေလို့တင်စားခေါ်တဲ့တရဝါတွေဖြစ်ပါတယ်နံပါတ်10 Sea Dragon ရေမော်ပင်တွေနဲ့ဆင်တူတဲ့ဒီပင်လယ်တရဝါလေးတွေဟာထူးဆန်းပြီးလှပပါတယ်သူတို့ရဲ့ခန္ဓာကိုယ်ပေါ်ကအရွက်လိုအစိပ်ပိုင်းတွေဟာရေထဲမှာလွင်မျောနေတဲ့အခါနတ်သမီးပုံမြင်တဲ့ကတရဝါလေးတွေလိုပါပဲ Sea Dragon ဟာပင်လယ်ရေအောက်ကဘာရဲ့လှပဆုံးနဲ့အစမ်းကျယ်ဆုံးတရဝါတွေကတစ်မျိုးဖြစ်ပါတယ် Sea Dragon ရဲ့အထူးခြားဆုံးအလှကတော့ခန္ဓာကိုယ်တစ်ခုလုံးကနေအဖျားခတ်ထွက်နေတဲ့အရွက်ပုံစံအတပိုလေးတွေပဲဖြစ်ပါတယ်ဒီအင်္ဂါရက်တွေကရေမော်ပင်တွေနဲ့တစ်ထက်တည်းတူအောင်ဖန်တီးပေးထားပြီးရေထဲမှာလွင်မျောနေတဲ့အခါသက်ရှိတရဝါတစ်ကောင်ထက်ပင်လယ်ရေ
မောပင်တပင်ရွေရန်နေတယ်လို့အလွန်လှပပြီးထူးခြားလှပါတယ်သူတို့ရဲ့ခန္ဓာကိုယ်မှာအဝါနှုတ်ရောင်လိမ္မော်ရောင်နဲ့အစိမ်းရောင်ရည်ချင်းတွေရောဆက်နေတတ်ပါတယ်တခါတရံမှာခရမ်းရောင်ဒါမှမဟုတ်ပန်းရောင်ဖြော့ဖြော့လေးတွေပါဝင်တတ်ပြီးပဝင်းကျင်ကရေမော်တော်တွေရဲ့အယောင်နဲ့လိုက်ပတ်အောင်တဘာဝကစီးချယ်ပေးထားတယ်လို့ဖြစ်နေပါတယ်ဒီအယောင်တွေကသူတို့ကိုရေအောက်ထဲမှာလှပတဲ့ယတနာတစ်ပါးလို့ထင်ပေါ်စေပါတယ်စီးဒရာဂွန်တွေဟာရေကူးတဲ့အခါအလွန်နှင်းသားပါတယ်သူတို့ရဲ့ကြောကုန်းနဲ့နေရွယ်နားမှာရှိတဲ့သေးငယ်လာတဲ့စူးတောင်လေးတွေကကြည်လင်နေပြီးဒါကြောင့်သူတို့ဟာရေစီးကြောင်အတိုင်းနုနုရွရွလေးလွင်မျောနေတဲ့ပုံစံကကြည့်ရတာအလွန်စိတ်အေးချမ်းစေပါတယ်သူတို့ရဲ့ခန္ဓာကိုယ်ကစီးဟောက်စ်နဲ့ဆင်တူပေမဲ့ပိုပြီးရှည်လျားပြီးနုနေတဲ့ပုံစံရှိပါတယ်ရှည်လျားတဲ့နှာတန်နဲ့ကွင်းညွတ်နေတဲ့ခန္ဓာကိုယ်အချိုးအစားကနဂါးတစ်ကောင်ရဲ့ပုံစံကိုဆောင်နေပြီးပင်လယ်ထဲကနဂါးပြန်လို့တင်သားရလောက်အောင်ပကြီးကားတစ်ချက်လိုလှပပါတယ်စီးဒရာဂွန်ဟာတဘာဝကဖန်တီးထားတဲ့အသက်ဝင်နေတဲ့ရေအောင်နုပညာလက်ရာတစ်ခုဖြစ်ပြီးသူတို့ရဲ့အလှတရားဟာဖန်ဆွဲရခတ်တဲ့ငြိမ်သက်ခြင်းနဲ့ဆွဲဆောင်မှုရှိနေပါတယ်နံပါတ်9 Kingfisher ငှက်ပစိန်လို့ခေါ်ကြတဲ့ဒီငှက်ကလေးတွေဟာသူတို့ရဲ့တောက်ပတဲ့အပြာရောင်နဲ့လေမော်ရောင်အမွှေးအတောင်တွေကြောင့်ထင်ရှားပါတယ်။ရေထဲကိုထိုးဆင်းပြီးငါးဖမ်းတဲ့အချိန်မှာမြင်ရတဲ့သူတို့ရဲ့အယောင်ဟာအရန်ကိုလှပပါတယ်။ Kingfisher ငှက်ကလေးတွေကသူတို့ရဲ့တောက်ပတဲ့အယောင်အသွေးနဲ့ထူးခြားတဲ့ရုပ်သွင်ပြင်ကြောင့်တဘာဝလောကရဲ့မျက်စိပရာသအဖြစ်ဆုံးငှက်မျိုးနွယ်တွေထဲမှာပါဝင်ပါတယ်။ Kingfisher တွေရဲ့အထူးခြားဆုံးအလှတရားကတော့သူတို့ရဲ့အမွှေးအတောင်တွေပါပဲ။အများစုကကောင်းကင်ပြာရောင်၊နီလာပြာရောင်နဲ့လေမော်ချင်းရောင်တွေပေါင်းစပ်နေပါတယ်။သူတို့ရဲ့အမွှေးဟာအလင်းပြန်တဲ့ဂုံသက်တည်ရှိလို့နေရောင်အောက်မှာဆိုရင်ရတနာတစ်ပါးလိုဝင်းလက်တောက်ပါနေပါတယ်သူတို့ရဲ့ပုံမှန်တံကတခြားငှက်တွေနဲ့မတူပဲမြင်ုံနဲ့မှတ်မိလောက်အောင်ထူးခြားပါတယ်ခန္ဓာကိုယ်နဲ့မမျှအောင်ရှည်တရားပြီးတန်မာတဲ့နှုတ်သီးရှိပါတယ်ဒါဟာငါးဖမ်းတဲ့အခါလန်တစ်ချောင်းလိုဆူးရှာပြီးထိရောက်တယ်လို့သူတို့ရဲ့ရဲရင်တဲ့ပုံစံကိုလည်းပေါ်လွင်စေပါတယ်ကိုလုံးတူတူနဲ့ချစ်လက်တဲ့ပုံစံရှိပြီးခေါင်းမိတ်ကအနှဲငယ်ကြီးမားတာကြောင့်ကြည့်လိုက်ရင်ချစ်စရာကောင်းတယ်လို့တစ်ဖက်မှာလည်းဖြက်လက်တဲ့အသွင်ကိုစောင့်ပါတယ်ကင်းဖီရှာတွေရဲ့အလှဟာတီးငိမ်ယုံနေမကပဲသူတို့ရဲ့လှုပ်ရှားမှုတွေမှာလည်းတွေ့နိုင်ပါတယ်ရေပြင်ပေါ်မှာမြားတစင်းလိုအရှိန်နဲ့ပြန်တန်းသွားတဲ့အခါသူတို့ရဲ့အပြာရောင်နောက်ကျောလေးတွေကရေပြင်မှာအလင်းတန်းလေးတစ်ခုဖြတ်သွားတယ်လို့မျိုးလှပပါတယ်ဒီကိုင်းပေါ်မှာငြိမ်သက်စွာနားနေရင်ရေထဲကိုဒုံးကြီးတစင်းလိုထိုးဆင်းသွားတဲ့ပုံစံတဘာဝရဲ့အနုပညာမြောက်တဲ့မြင်ကွင်းတစ်ခုပါပဲသူတို့မှာအလွန်ဆိုးရှာပြီးနှက်မောင်တဲ့မျက်လုံးတွေရှိပါတယ်အစာကိုအဝေးကနေအာယုံစိုက်ကြည့်နေတဲ့သူတို့ရဲ့အကြည့်တွေကတည်ငြိမ်မှုနဲ့ယုံကြည်မှုကိုပြသနေတယ်လို့ပါပဲကင်းဖီရှာတွေကတဘာဝကဖန်တီးထားတဲ့အတန့်ဝင်နေတဲ့ပကြီးကားတစ်ချက်နဲ့တူပါတယ်သူတို့ရဲ့တောက်ပတဲ့အကြောင်းတွေကစိမ့်နှံ့တဲ့တဘာဝပတ်ဝန်းကျင်နဲ့လိုက်ဖက်ညီစွာတည်ရှိနေတာဟာတကယ်ကိုဆွဲမစရာကောင်းတဲ့အလားတရားပဲဖြစ်ပါတယ်နံပါတ်6အာတိတ်မြေခွေးနင်းတွေကြားမှာအဖြူအောင်အတိရှိနေတဲ့သူတို့ရဲ့ပုံစံကတန်ရှင်းစင်ကြယ်တဲ့အလှကိုဖော်ဆောင်နေပါတယ်။ဂျာတိဥတုအလိုက်အမွှေးအရောင်ပြောင်းလဲနိုင်တာကသူတို့ရဲ့ထူးခြားချက်ပါ။အာတိတ်မြေခွေးဆိုတာအေးခဲနေတဲ့အင်းကဘာထဲမှာအလှပဆုံးနဲ့ရှင်သန်နိုင်စွမ်းအကောင်းဆုံးသတ္တဝါလေးတွေကတစ်မျိုးပါ။အာတိတ်မြေခွေးတွေရဲ့အလှပဆုံးချက်ကတော့သူတို့ရဲ့သားမွေးတွေပဲဖြစ်ပါတယ်။ပဝင်းကျင်ကနှင်းစီရောင်နဲ့တသားတည်းဖြစ်အောင်နှင်းပွင့်တွေတို့ဖြူဖွေးနှုတ်နေတဲ့အမွှေးပွားလေးတွေကိုပိုင်ဆိုင်ထားပါတယ်။ဒါဟာသူတို့ကိုလက်သမီးပုံမြင်တဲ့ကသတ္တဝါလေးတွေလို့ပိုပြီးကြည်ကောင်းစေပါတယ်။နှင်းတွေအရေးပြောပြီးမြေကြီးနဲ့ကြောက်တုံးတွေပေါ်လာတဲ့အခါမှာတော့သူတို့ရဲ့အမွှေးအရောင်ကမိခိုးညိုရောင်ဒါမှမဟုတ်အမျိုးရောင်ကိုပြောင်းလဲသွားပါတယ်ဒီလိုအရောင်ပြောင်းနိုင်စွမ်းကသူတို့ရဲ့ဆွဲဆောင်မှုတစ်ခုပဲဖြစ်ပါတယ်သူတို့ရဲ့မျက်နှာဟာတာမန်မြေခွေးတွေထက်ပိုပြီးဝိုင်းဆက်ပါတယ်အေးတံကိုကာကွယ်ဖို့အတွက်သူတို့ရဲ့နေရွယ်လေးတွေဟာသေးငယ်ပြီးဝိုင်းဆက်နေပါတယ်ဒါဟာသူတို့ကိုပိုပြီးချစ်စရာကောင်းတဲ့ပုံစံမျိုးကိုဖြစ်စေပါတယ်နာရန်တူတူလေးနဲ့မျက်လုံးဝမ်းဝမ်းလေးကအာတိတ်မြေခွေးတွေကိုမြင်ရသူတိုင်းအသေးရစရာသတ္တဝါလေးအဖြစ်ပေါ်လင်းစေပါတယ်အာတိတ်မြေခွေးရဲ့အမိကအလွန်ပွားပြီးရှည်လျားပါတယ်နှင်းတော်ထဲမှာအိတ်ဆက်တဲ့အခါဒီအမိပွားကြီးကိုစောင်းတစ်ခုတော့အသုံးပြုပြီးသူတို့ရဲ့မျက်နှာနဲ့ခြေထောက်ကိုပါပတ်ထားတတ်ပါတယ်အဝေးကလှမ်းကြည့်ရင်အဖြူအောင်ခုံးလုံးလေးတစ်လုံးလိုဖြစ်နေတတ်တာသူတို့ရဲ့ထူးခြားတဲ့အလားတရားပါပဲသူတို့ကအရွယ်စားအဖြစ်အသိမကြီးပဲကြောင်နှခေါင်းထက်အနှဲငယ်သာပိုကြီးပါတယ်ခြေထောက်တူတူလေးတွေနဲ့ဖောင်းပွားနေတဲ့အသားမွေးတွေကြောင့်လမ်းလျှောက်တဲ့အခါမှာပဲဖြစ်ဖြစ်နှင်းတော်ထဲမှာခုံပေါက်နေတဲ့အခါမှာပဲဖြစ်ဖြစ်အလွန်ကြည်ကောင်းပါတယ်အာတိတ်မြေခွေးတွေရဲ့အလှဟာရုပ်ပိုင်းဆိုင်ရာတွေမကပဲသူတို့ရဲ့ခန္ဓာရည်ကလည်းအနှုတ်50ဒီဂရီဆဲလ်စီယပ်လောက်ရှိတဲ့အလွန်အေးတဲ့ဒေသမှာတီတီငင်ငင်နဲ့လှလှပပရှင်သန်နေတာဟာတကယ်ကိုအံ့ဩစရာကောင်းတဲ့သဘာဝအလှတရားတစ်ခုပဲဖြစ်ပါတယ်အာတိတ်မြေခွေးတွေဟာအရေးပိုင်းဒေသရဲ့အဖြူအောင်နှစ်သမီးလေးလို့တင်စားလို့ရတော့တန်ရှင်းစင်ကြယ်ပြီးလှပတဲ့သတ္တဝါလေးဖြစ်ပါတယ်နံပါတ်5မာဖိုလိပ်ပြာဒီလိပ်ပြာရဲ့တောက်ပတဲ့အပြာရောင်အတောင်ပေါ်နေဟာမော်ဆန်ပါတယ်အလင်းမြန်တဲ့အခါမြင်ရတဲ့အပြာရောင်ဟာအလွန်ကိုစူးချတောက်ပါပြီးတဘာဝရဲ့အနုပညာလက်ရာတစ်ခုဖြစ်ပါတယ်မာဖိုလိပ်ပြာတွေဟာသူတို့ရဲ့ဆွဲမဖွယ်ကောင်းတဲ့အပြာရောင်တောက်တောက်တွေကြောင့်ကမ္ဘာအလားပါဆုံးလိပ်ပြာစရင်မှာအမြဲတမ်းထိတ်ဆုံးကပါဝင်နေတဲ့သတ္တဝါတွေဖြစ်ပါတယ်မာဖိုလိပ်ပြာရဲ့အပြာရောင်ဟာတကယ်တော့အယောင်ဆိုးစိတ်ကြောင့်ဖြစ်ပေါ်လာတာမဟုတ်ပါဘူးဒါဟာရုပ်ပိုင်းဆိုင်ရာဖွဲ့စည်းမှုကြောင့်ဖြစ်လာတာပါသူတို့ရဲ့အတောင်ပံပေါ်မှာအလွန်သေးငယ်တဲ့အကြီးကုန်လေးတွေကစိန်ကွက်ပုံစံထက်နေကြတာပါနေအောင်ကြီးကအတောင်ပံပေါ်ကြားရောက်တဲ့အခါ
ဒီအကြီးကုန်လေးတွေကအပြန်ရောင်လိုင်းကိုပဲအဓိကအလင်းပြန်ပေးတာကြောင့်ကျွန်တော်တို့မျက်စိထဲမှာတောက်ပြောင်နေတဲ့အပြန်ရောင်အဖြစ်မြင်တွေ့နေရတာပါဒီလိပ်ပြတွေပြန်တန်းတဲ့အခါမြင်ရတဲ့မြင်ကွင်းကအရန်ကိုထူးခြားပါတယ်ကြည့်ရှုတဲ့ထောင်းပေါ်မူတည်ပြီးအပြန်ရောင်ကနေခရမ်းရောင်တန်းတဲ့အထိအရောင်ကဖြတ်ခနဲ့ပြောင်းလဲနေတတ်ပါတယ်ပြန်တန်းနေတဲ့အချိန်မှာအတောင်ပံရဲ့အပေါ်ဘက်နဲ့အောက်ဘက်ကတလဲစီမြင်ရတာကြောင့်မိတ်တုဖြစ်နေတဲ့မီးလုံးလေးတစ်လုံးလိုခံစားရစေပါတယ်အပေါ်ဘက်ကတောက်ပြောင်နေပေမဲ့အတောင်ပံရဲ့အောက်ဘက်ကတော့လုံးဝကိုကွဲပြားပါတယ်အတောင်ပံအောက်ဘက်မှာအညူရောင်ရှိပြီးမျက်လုံးပုံစံအဝိုင်းလေးတွေပါရှိပါတယ်ဒါဟာရန်သူတွေရဲ့ရန်ကနေကာကွယ်ဖို့အတွက်6လက်နဲ့သဘောဖြစ်သလိုသေးရွက်6တွေကြားမှာပုံကွယ်ဖို့အတွက်လည်းအသုံးဝင်ပါတယ်။ဘာဟိုလိပ်ပြတွေဟာအတော်လေးကြီးမားတဲ့လိပ်ပြအမျိုးအစားတွေထဲမှာပါဝင်ပါတယ်။အတောင်ပံကိုဖျက်လိုက်ရင်9လက်မကနေ10လက်မအထိကျပါတယ်။သူတို့ရဲ့အတောင်ပံတွေကကျေပြန့်ပြီးဝိုင်းဆက်တဲ့ပုံစံရှိတာကြောင့်ပြန်တဲ့အခါမှာတင်းနေလှပတဲ့အချိန်အဟုန်ကိုရရှိစေပါတယ်။အပြာရောင်အတောက်ဆုံးမာဖိုလိပ်ပြတွေဟာများသောအားဖြင့်အထီးတွေသာဖြစ်ကြပါတယ်။အမတွေကတော့အထီးတွေလောက်အယောင်မတောက်ပဲအညူရောင်ဒါမှမဟုတ်အဝါရောင်အစင်းကြားလေးတွေပါရှိလေရှိပါတယ်။နံပါတ်၄ Snow Leopard တောင်တန်းတွေရဲ့တစီလို့တင်စားခေါ်ကြတဲ့ဒီသရဝါဟာခန်းကြားထဲဝါတဲ့အလှမျိုးရှိပါတယ်။သူတို့ရဲ့မိခိုးရောင်အမွေးပွားပွားတွေနဲ့အနက်ရောင်အကွက်တွေဟာစီးနှင်းတွေကြားမှာအရန်ကိုကြည့်လို့ကောင်းပါတယ်။ Snow Leopard ဆိုတာဟိမဝန္တာတောင်တန်းတွေနဲ့အာရှအလယ်ပိုင်းရဲ့အလွန်အေးမြတဲ့တောင်ကပါဦးအရက်တွေမှာနေထိုင်ကြတဲ့တောင်တန်းတွေရဲ့ဝန်းကြီးလို့တင်စားခေါ်ရလောက်အောင်လှပပြီးလှုပ်ဝက်ဆန်းကျတဲ့သရဝါတွေဖြစ်ပါတယ်။ Snow Leopard တွေမှာတခြားတောင်မျိုးနွယ်စုတွေထက်ပုံမထူးခဲ့ပြီးနုညံ့တဲ့အမွေးအမြင်တွေရှိပါတယ်။ခန္ဓာကိုယ်ရဲ့အောက်ခံအရောင်ကမိခိုးဖြော့ရောင်ဒါမှမဟုတ်အဖြူရောင်ဖြစ်ပြီးခန္ဓာကိုယ်အနှံ့မှာနှင်းစီပွင့်ဖက်ပုံစံအမဲရောင်အကွင်းအဆက်တွေပါရှိပြီးခေါင်းနဲ့ခြေထောက်တွေမှာတော့အဆက်အပြောက်လေးတွေအဖြစ်တွေ့ရပါတယ်ဒါဟာကြောက်ဆောင်တွေနဲ့စီးနှင်းတွေကြားမှာရောနှောသွားအောင်တဘာဝကပေးထားတဲ့အလားတရားဖြစ်ပါတယ်တခြားသောကြောင်ကြီးအုပ်စုတွေဖြစ်တဲ့ကြားတွေကရွှေရောင်ဒါမှမဟုတ်လေမုံရောင်မျက်လုံးရှိတတ်ပေမဲ့ Snow Leopard တွေရဲ့မျက်လုံးကတော့ဖြောတော့အစိမ်းရောင်ဒါမှမဟုတ်မီးခိုးရောင်ရှိပါတယ်တောင်တန်းတွေရဲ့အေးမြတဲ့အငွေ့အသက်ကိုဆောင်နေပြီးအလွန်တည်ငြိမ်ကထိုးထွင်းကြည့်မြင်နိုင်စွမ်းရှိတဲ့အသွင်ပြင်ကိုပေးပါတယ်သူတို့ရဲ့အထူးခြားသောအလားတရားကတော့အလွန်ရှည်လျားပြီးထူထဲတဲ့အမိပဲဖြစ်ပါတယ်အမိဟာခန္ဓာကိုယ်နီးပါးရှည်လျားပြီးအများအဖြစ်3ပေဝန်းကျင်အထိရှိတတ်ပါတယ်ကြောက်ကမ်းပါးတွေမှာခုန်ကူးတဲ့အခါဟန်ချက်ကိုထိမ့်ပေးရောမကပဲအိတ်ဆက်တဲ့အခါမှာလည်းအဲ့ဒီအမိကိုကိုယ်ပေါ်မှာပတ်ပြီးနှာခေါင်းကိုအေးတဲ့ကနေကာကွယ်ဖို့ဆောင်းအဖြစ်အသုံးပြုတတ်ကြပါတယ်အမိကိုပါးစပ်နဲ့ကိုက်ခဲတတ်တဲ့သူတို့ရဲ့ချစ်စပွဲအလေးအထားကလည်းနာမည်ကြီးပါတယ် Snow Leopard တွေဟာကြစ်လက်ပြီးကြမ်းခိုင်တဲ့ခန္ဓာကိုယ်တိဆောက်ပုံရှိပါတယ်သူတို့ရဲ့ခြေပွားတွေဟာအရွယ်အစားကြီးမားပြီးအမွှေးတွေနဲ့ဖုံးအုပ်ထားပါတယ်ဒါဟာစီးနှင်းတွေပေါ်မှာလမ်းလျှောက်တဲ့အခါနှင်းဖက်နဲ့လိုမျိုးအထောက်အကူပြုပြီးလှပတဲ့ခြေရာတွေကိုကြံရစ်ခဲ့ပါတယ်သူတို့မှာကျေပြန်ပြီးတူတောင်းတဲ့နှာခေါင်းတွေရှိပါတယ်ဒါဟာအလွန်အေးတဲ့လေတွေထဲမှာအဆုတ်ထဲမရောက်ခင်နှွေးထွေးသွားအောင်လုပ်ပေးတဲ့တဘာဝရဲ့အင်ဂျင်နီယာအတတ်ပညာတစ်ခုပါသူတို့ဟာလူသားတွေနဲ့တွေ့ဆုံဖို့အလွန်ခိုင်ရင်ပြီးကြောက်ဆောင်တွေကြားမှာပျောက်ကွယ်သွားတတ်တဲ့သူတို့ရဲ့အမြင်အာရုံကိုလှည့်စားနိုင်စွမ်းကပဲသူတို့ကိုပိုပြီးတန်ဖိုးရှိတဲ့အလှတရားအဖြစ်ပြောင်းလဲပေးလိုက်တာဖြစ်ပါတယ်။ Snow Leopard တွေဟာကျန်းတဲ့တဘာဝပတ်ဝန်းကျင်နဲ့နူးညံ့တဲ့အလှတရားကိုအချိုးကျကျပေါင်းစပ်ထားတဲ့တဘာဝတရားရဲ့အမှုပညာလက်ရာတစ်ခုဖြစ်ပါတယ်။နံပါတ်3 Mandarin ငါပင်လယ်အောက်ခြေမှာနေထိုင်တဲ့ဒီငါးလေးဟာအယောင်အသွေးအစုံလင်ဆုံးငါးတစ်မျိုးပါသူတို့ရဲ့ကိုယ်ပေါ်မှာပါဝင်တဲ့လိုင်းချောင်းတွေနဲ့အယောင်တွေဟာဝတ်စုံတစ်ခုကိုဒီဇိုင်းဆွဲထားတယ်လို့ထူးခြားပါတယ် Mandarin ငါဆိုတာသမုဒ္ဒရာအောက်ခြေကတက်ရှိတောင်းမြရတနာလေးလို့တင်စားရလောက်အောင်အလွန်လှပတဲ့ငါးမျိုးစိတ်ဖြစ်ပါတယ် Mandarin ငါရဲ့အထူးခြားဆုံးအချက်ကတော့သူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့အယောင်အသွေးတွေပဲဖြစ်ပါတယ်အပြာရောင်လိမ္မော်ရောင်အဝါရောင်နဲ့အစိမ်းရောင်တွေဟာစုပ်ချက်တင်ထားတယ်လို့တစ်ခုနဲ့တစ်ခုရောရှက်နေပါတယ်အထူးသဖြင့်သူတို့မှာရှိတဲ့ Royal Blue အယောင်ဟာတခြားငါးတွေမှာတွေ့ရခဲ့တဲ့တဘာဝအတိုင်းပေါ်ထွက်နေတဲ့အယောင်စစ်စစ်ဖြစ်ပါတယ်သူတို့ရဲ့တကိုယ်လုံးမှာရှုပ်ထွေးပြီးလှပတဲ့ဝေးလန်းချောင်းတွေနဲ့အဆက်အပြောက်လေးတွေပါရှိပါတယ်ဒီပုံစံဟာရှေးခေတ်တရုတ်နန်းတွင်အရာရှိကြီးတွေဝတ်ဆင်တဲ့ပိုးတဲ့ဝတ်ယုံတွေကပန်းထိုးလက်ရာတွေနဲ့ဆင်တူတာကြောင့် Mandarin လို့အမည်တွင်ခဲ့တာဖြစ်ပါတယ် Mandarin ငါးတွေမှာကျေပြန်ပြီးလှပတဲ့စူးတောင်တွေပါရှိပါတယ်အထူးသဖြင့်ကြောပတ်စူးတောင်ကိုဖျက်လိုက်တဲ့အခါမှာကြက်တောင်တစ်ခုကိုဖျက်လိုက်သလိုအယောင်သွေးစုံလင်စွာမြင်တွေ့ရတတ်ပါတယ်သူတို့ရေကူးတဲ့အခါမှာလည်းတခြားငါးတွေလိုအမိကိုအားပြုတာတဲ့စူးတောင်လေးတွေကိုတစ်ဖက်ဖက်ခတ်ပြီးပြန်တန်းနေသလိုမျိုးလှုပ်ရှားသွားတာကလည်းကြည့်လို့အလွန်ကောင်းပါတယ်ဒီငါးလေးတွေမှာတခြားငါးတွေလိုအကြီးကုန်မရှိပါဘူးအဲ့ဒီအစားချောမွတ်တဲ့အကြည်အချွဲတွေနဲ့ဖုံးအုပ်ထားတဲ့အရေပြားပဲရှိပါတယ်ဒီအကြည်အချွဲကသူတို့ရဲ့အကြောင်းကိုပုံပိုတောက်ပစုပ်ပြနေသလိုရန်သူတွေရန်ကလည်းကာကွယ်ပေးပါတယ်သူတို့ရဲ့မျက်လုံးတွေကလည်းပြူးထွက်နေပြီးပတ်ဝန်းကျင်ကိုလက်ပတ်ကြည့်ရှုနေတဲ့တာကသူတို့ကိုပိုပြီးချစ်စရာကောင်းစေပါတယ်သူတို့ဟာပုံမှန်အားဖြင့်2လက်မကနေ3လက်မခန့်ရှိတဲ့ငါးအသေးလေးတွေဖြစ်ပါတယ်တန်းတာကြောက်တွန်းတွေကြားမှာပုံရှိုးနေတတ်ပြီးနေဝင်ရိုးရီအချိန်တွေမှာမှထွက်ပေါ်လာတတ်တာကြောင့်သူတို့ရဲ့အလှကိုမြင်တွေ့ရဖို့ဟာတော်တော်လေးစိတ်ရှည်ရပါတယ်သူတို့ရဲ့တောက်ပတဲ့အကြောင်းသွင်းတဲ့စမ်းကြတဲ့ဒီဇိုင်းတွေကြောင့်ကမ္ဘာအလှဆုံးငါးစီးရင်ထဲမှာအမြဲတမ်းထိပ်ဆုံးကပါဝင်နေတာဖြစ်ပါတယ်
နံပါတ်2တောင်းအထူးသဖြင့်အိန္ဒိယတောင်းတွေရဲ့အမီးဖျန်းလိုက်တဲ့ပုံစံဟာရင်သက်ရှူမောပွဲပါမျက်လုံးပုံစံအကွက်လေးတွေနဲ့တောက်ပတဲ့အပြာအစိမ်းအယောင်တွေဟာဧကရစ်ဆန်နဲ့အလှကိုပေးစွမ်းပါတယ်တောင်းတွေဟာကမ္ဘာပေါ်မှာအလှပဆုံးနဲ့အခမ်းအနားဆုံးမှတ်မျိုးနွယ်ဝင်တွေထဲမှာတစ်ခုအပါအဝင်ဖြစ်ပါတယ်တောင်းတော်ကောင်ရဲ့အထင်ရှားဆုံးအလှကတော့သူတို့ရဲ့အမီးလိုလူတီများတဲ့အမွှေးအမြင်တွေပဲဖြစ်ပါတယ်တောင်းပေါ်တော်ကောင်ရဲ့အမီးဖျားဟာသူတို့ခန္ဓာကိုယ်ထက်ပိုရှည်ပြီး9ပေကနေ6ပေအထိရှိတတ်ပါတယ်အမွှေးအမြင်တစ်ခုချင်းစီရဲ့အပြားမှာမျက်လုံးနဲ့တူတဲ့ကြောင်းစုံအဝိုင်းကွက်လေးတွေပါရှိပါတယ်ဒီအဝိုင်းလေးတွေဟာအဖျားရောင်အစိမ်းရောင်ရွှေအိုရောင်နဲ့ကြေးနီရောင်တို့ရောဆက်နေပြီးအလွန်တောက်ပါပါတယ်။တောင်းအမှုတွေဟာတာမန်အယောင်တွေမကဘဲအလင်းပြန်မှုပေါ်မူတည်ပြီးအယောင်ပြောင်းလဲသွားတဲ့အမျိုးအစားဖြစ်ပါတယ်။ဒါကြောင့်တောင်းတွေကကခုန်တဲ့အခါတကောလုံးတလက်လက်တောက်ပါနေတာဖြစ်ပါတယ်။အိန္ဒိယတောင်းတွေမှာဥကောင်းတဲ့လေတိုင်းဟာတော်ဝင်ဆန်နဲ့မဟူရအပြာရောင်ရှိပြီးတက်ထုရောင်လိုပြောင်းလဲနေတတ်ပါတယ်။ဥကောင်းထိပ်မှာရက်တောင်ပုံစံအမောက်လေးတစ်ခုပါရှိပါတယ်။ဒါဟာတောင်းရဲ့တိတ်ခါနဲ့အလှကိုပိုမိုပေါ်လင်းစေတဲ့တရဖိုတစ်ခုလိုပါပဲ။တောင်းတွေရဲ့ကြောကုန်းပိုင်းမှာငါးကြီးကုန်တွေစီထားသလိုအစိမ်းရောင်နဲ့ကြေးနီရောင်တန်းနေတဲ့အမွှေးတွေတွေရှိပါတယ်အတောင်မှန်တွေမှာတော့အညိုရောင်နဲ့အမဲရောင်ကြားကြားတွေပါဝင်ပြီးပြန်တန်းတဲ့အခါမှာအတွင်းဘက်ကတောက်ပတဲ့အမွှေးတွေမြင်တွေ့ရလိမ့်ရှိပါတယ်တောင်းပိုတွေကတောင်းမတွေကိုဆွဲဆောင်ဖို့အတွက်သူတို့ရဲ့အမီးကိုရဲတောင်ကြီးတစ်ခုလိုဖျန်းလိုက်တဲ့အခါကအလားဆုံးအချိန်ဖြစ်ပါတယ်ဒီလိုဖျန်းလိုက်တဲ့အခါမှာအမီးဖျန်းမှာရှိတဲ့မျက်လုံးအကွက်တွေကကြည့်နေတဲ့သူတွေကိုဒန်တူချိုက်ကြည့်နေသလိုမျိုးခံစားရစေပါတယ်တောင်းဟာအလှပတဲ့မကပဲမြမယဉ်ကျေးမှုမှာလည်းဂုံသိက္ခာနဲ့ငြိမ်းချမ်းခြင်းရဲ့သင်္ကေတတစ်ခုအဖြစ်သတ်မှတ်ခြင်းခံရတဲ့တရားဝါဖြစ်ပါတယ်နံပါတ်1မတ်ဗင်ဘဲဒီဘက်ဟာကမ္ဘာအလှဆုံးငှက်စင်းမှာအမြဲတမ်းထိတ်ဆုံးကပါဝင်ပါတယ်အထီးတွေရဲ့ကိုပေါ်မှာပါဝင်တဲ့လေမုံရောင်ခရမ်းရောင်အစိမ်းရောင်နဲ့အပြာရောင်တွေဟာပကြီးကားတစ်ချက်လိုအရန်ကိုလှပလွန်းပါတယ်မတ်ဗင်ဘဲအဖိုတွေမှာအယောင်စုံနေတဲ့နှစ်ဖူးပြင်နဲ့ဥကောင်းထိတ်ရှိပါတယ်ဥကောင်းနောက်ဘက်မှာတော့ကြေးနီရောင်နဲ့ခရမ်းရောင်ရောဆက်နေတဲ့အမောက်ရှည်ကြီးပါရှိပြီးဒါကသူတို့ရဲ့ထူးခြားချက်ပါမျက်လုံးတစ်ဝိုက်မှာတော့အဖြူရောင်လာချမ်းပုံစံအကွင်းကစိတာထင်ရှားပြီးနှုတ်သီးကတော့တောက်ပတဲ့အနီရောင်ဖြစ်ပါတယ်သူတို့ရဲ့လေပင်တစ်ဝိုက်မှာလေမုံရောင်ရှိတဲ့သပင်လိုအမွှေးရှည်လေးတွေပါရှိပါတယ်ဒီအမွှေးတွေကလေပင်ကိုဖောင်းကြွနေစေပြီးပုံမူခံရတဲ့ပုံစံဖြစ်စေပါတယ်ရင်ဘက်ပိုင်းကတော့တောက်ပတဲ့အခရမ်းရောင်ရှိပြီးအဖြူရောင်အစင်းကြောင်းနှစ်ကြောင်းကတောင်လိုက်ဖြတ်တန်းသွားပါတယ်နဘေးတစ်ဖက်တစ်ချက်မှာတော့လေမုံရောင်အမွှေးနုလေးတွေရှိတာကြောင့်အယောင်သွေးစုံလင်လှပါတယ်မဒရင်ဘဲတွေရဲ့အထူးခြားဆုံးအလှပကတော့ကြောဘက်မှာရှိတဲ့လေမုံရောင်ရွက်လွှင့်ပုံစံအမွှေးပြားကြီးနှစ်ခုဖြစ်ပါတယ်ဒီအမွှေးတွေကလှေရဲ့ရွက်လွှင့်နေတဲ့ပုံစံမျိုးအပေါ်ကိုထောင်တက်နေတာကြောင့်တခြားဘဲမျိုးစိတ်တွေနဲ့လုံးဝမတူပဲထင်ရှားစေတာပါမဒရင်ဘဲတွေဟာသူတို့ရဲ့ရောင်စုံအမွှေးအမြင်တွေကြောင့်ရေပြင်ပေါ်မှာကူးခန့်နေတဲ့အခါယတနာတုံးမျောပါနေသလိုခံစားရစေပါတယ်သူတို့ရဲ့လှပမှုကသဘာဝတရားရဲ့အနုပညာလက်ရာတစ်ခုလိုဖြစ်ပြီးအာရှယဉ်ကျေးမှုမှာတော့မေတ္တာနဲ့သစ္စာရှိမှုရဲ့ပြရုပ်အဖြစ်တန်ဖိုးထားကြပါတယ်အမတွေကတော့အဖိုဒီလောက်အယောင်မစုံပဲမိခိုးရောင်နဲ့အညိုရောင်ရောဆက်နေတာပါဒါကတော့သဘာဝကသူတို့ကိုရန်သူတွေကြားမှာပုံကွယ်နိုင်အောင်ဖန်တီးပေးတဲ့အလှတစ်မျိုးဖြစ်ပါတယ်အခုပြောပြပေးခဲ့တဲ့တရားတွေဟာသူတို့ရဲ့အလှပတွေကြောင့်လူသားတွေကိုအံ့ဩစေအောင်မကပဲကဘာမီရဲ့ဂေဟစနစ်ကိုလည်းဟန်ချက်ညီအောင်ထိန်းညှိပေးကြတဲ့သူတွေဖြစ်ပါတယ်ဒီလိုလှပလွန်းတဲ့တရားတွေဟာမျိုးတုံးပျောက်ကွယ်မသွားဖို့နဲ့နောင်လာနောင်သားတွေကိုပါမြင်တွေ့ခွင့်ရဖို့အတွက်သူတို့ရဲ့နေရင်ဒေသတွေကိုထိန်းသိမ်းစောင့်ရှောက်ဖို့ကကျွန်တော်တို့အားလုံးရဲ့တာဝန်ပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့တင်ဆက်ပေးတာကတော့ဒီလောက်ပါပဲသဘောကျတယ်ဆိုရင် subscribe လုပ်ခဲ့ပြီးခေါင်းလောင်းလေးကိုနှိပ်ခဲ့ပါဦးနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်